အလွန်မှလေ့ကျင့်မှုနဲ့နော်ကျွမ်းကျင်မှုရောစက်ထားလို့အံ့ဩစရာကောင်းလောက်အောင်ထက်မြက်တဲ့လေးသမား၄ယောက်ရှိဟုတ်လားအဲ့ဒီလေးသမား၄ယောက်ကကြောချင်းကပ်ပြီးတော့အရက်လေးမျက်နှာစီကိုနော်သူတို့တကြွတဲ့လေးများပညာနဲ့မြားတံတွေကိုပြစ်လွတ်လိုက်တယ်ဟုတ်လားအဲ့လိုပြစ်လွတ်လိုက်တဲ့အချိန်မှာအလွန်မြန်ဆန်စွာပြေးလွှားနိုင်တဲ့ယောက်ျားတစ်ယောက်ကအဲ့ဒီမြားလေးချောင်းကိုမြေကြီးပေါ်မှာမကြခင်တခါတည်းယူလာခဲ့နိုင်တယ်တဲ့အဲ့လိုဆိုလို့ရှိရင်အဲ့ဒီမြားလေးချောင်းကိုမြေကြီးပေါ်မှာမကြခင်ပြန်ပြီးတော့ယူလာခဲ့နိုင်လောက်တဲ့အထိလျင်မြန်တဲ့အဟုန်ရှိတဲ့ယောက်ျားရဲ့ပြေးလွှားနှုံးကိုမြန်ဆန်တယ်လို့ပြောမလားအမြန်ဆန်ဘူးလို့ပြောမလားမြန်ဆန်တယ်ပါကြောချင်းကပ်ပြီးတော့အရက်လေးမျက်နှာကိုတပြိုင်တည်းပြစ်လွတ်လိုက်တဲ့မြားတံလေးချောင်းကိုမြေကြီးပေါ်မှာမကြခင်ဖမ်းယူလာနိုင်ခဲ့တယ်ဆိုတော့ဒါမဖြစ်နိုင်တဲ့ကိစ္စကိုဥပမာပေးလိုက်တာနော်အဲ့လိုမြန်ယူလာနိုင်ခဲ့မယ်ဆိုရင်ဒီယောက်ျားရဲ့အရှိန်အဟုန်ကဘယ်လောက်မြန်မလဲဆိုတာဘုန်းကြီးတို့စိတ်ထဲမှာတွေးလို့မရဘူးလားအရန်ကိုမြန်လိမ့်မယ်ပေါ့ဟုတ်လားအဲ့တော့ရဟန်းတွေကမြတ်စွာဘုရားကိုဘာလျှောက်တယ်ဆိုတော့မြတ်စွာဘုရားတဲ့လေးသမား၄ယောက်ပြစ်လိုက်တဲ့အရက်လေးမျက်နှာကမြားတံ၄ချောင်းကိုမဆိုထားနဲ့အရက်တစ်မျက်နှာတွေကိုပြစ်လိုက်တဲ့မြားတံတစ်ချောင်းကိုတောင်မှမြေကြီးပေါ်မကျအောင်ယူလာခဲ့နိုင်မယ်ဆိုရင်တောင်အတော်ကြီးမြန်နေပြီတဲ့ဟုတ်လားအခုကအရက်လေးမျက်နှာမှာပြစ်လိုက်တဲ့မြားတံ၄ချောင်းကိုယူလာခဲ့နိုင်တယ်ဆိုတော့ပုံမူပြီးတော့မြန်ဆန်တယ်လို့ပြောချင်တာပေါ့အဲ့လိုမျိုးလျှောက်တဲ့ချိန်မှာမြတ်စွာဘုရားရဟန်းတွေကိုဘာပြောလို့ဆိုတော့ရဟန်းတို့တဲ့အဲ့ဒီယောက်ျားအထက်မြန်ဆန်တဲ့အရှိန်အဟုန်နဲ့ကောင်းကင်မှာသွားနေတဲ့နေတို့လတို့ရဲ့ရွှေရှားနှုံပြေးနှုံဟာပို့ပြီးတော့မြန်ဆန်တယ်ဟုတ်လားအဲ့ဒီနေတို့လတို့ထက်အဲ့ဒီနေတို့လတို့ရဲ့ရှေ့ကနေပြီးတော့ပြေးနေတဲ့နတ်ဆိုတာရှိတယ်တဲ့အဲ့ဒီနတ်တွေရဲ့ပြေးနှုံကပိုးမြန်တယ်အဲ့ဒီနတ်တွေထက်တတ္တဝါတို့ရဲ့အသက်ဆိုတာမြန်မြန်ဆန်ဆန်ပျက်စီးသွားနိုင်တယ်အသက်ရဲ့သေဆုံးနိုင်ခွင့်ကအဲ့ဒီနတ်တွေထက်တောင်ပို့ပြီးတော့မြန်တယ်တဲ့နော်အဲ့လိုမျိုးမြတ်စွာဘုရားဥမာပေးပြီးတော့ဟောတဲ့သုတ်တံကိုဘာခေါ်တော့ဒနုက္ခသုတ်တံတဲ့